မင်းအောင်လှိုင်ရဲ့နောက်ဆုံးနေ့ရက်များမင်္ဂလာပါ Westwood Greenman ပရိသတ်ကြီးခင်ဗျာ2021ခုနှစ်မှာအာဏာသိမ်းခဲ့ချိန်ကစလို့မင်းအောင်လှိုင်ဟာသူ့ရဲ့အာဏာကိုအမြဲတည်မြဲနေမယ်လို့ထင်ခဲ့ရပုံရပါတယ်ဒါပေမဲ့အခု9နှစ်အကြာ2026မှာတော့အခြေအနေတွေကသူထင်တယ်လို့ဖြစ်မလာခဲ့ပါဘူးမြန်မာသမိုင်းမှာအဆိုးရွားဆုံးစစ်ခေါင်းဆောင်လို့အမည်ထွင်နေတဲ့မင်းအောင်လှိုင်ဟာအခုဆိုရင်နေမြေပေါင်းများစွာလွတ်နေရတယ်လို့သူ့ရဲ့လက်အောက်ငယ်သားတွေချားမှနေယုံကြည်မှုပျောက်ဆုံးနေပါပြီသူဟာတကယ်ပဲအဆုံးသက်ကိုရောက်နေပြီလားအခုဗီဒီယိုမှာအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မင်းအောင်လှိုင်အတွက်အကြီးမားဆုံးထိုးနှက်ချက်ကတော့နယ်မြေဒေသတွေနဲ့မကပဲပြည်မကမြို့ကြီးတွေပါတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထိုးစစ်ကိုမခုခံနိုင်တာပါပဲ။မြောက်ပိုင်းညီနောင်မဟာမိတ်တွေ PDF တွေနဲ့ဒိုင်ယာလက်နက်ကိုင်တွေရဲ့ဟန်ချက်ညီညီတိုက်စစ်တွေကြောင့်စစ်ကောင်စီတပ်တွေဟာတရင်လိုက်လက်နက်ချတာစခန်းစွန်သွားတာထွက်ပြေးတာတွေကိုနေ့တိုင်းလိုဖြစ်နေပါတယ်။မင်းအောင်လှိုင်ဟာနေပြည်တော်မှာပဲခံစစ်ပြင်နေရတဲ့အခြေအနေကိုရောက်နေပြီးသူ့ရဲ့ဩဇာဟာမြို့ပြအနေငယ်မှာသာကျန်ပါတော့တယ်။စီရေးတွေမကပဲစီးပွားရေးပတ်မှာပါမင်းအောင်လှိုင်ဟာလုံးဝကျရှုံးသွားပါပြီမြန်မာကျပ်ငွေတန်ဖိုးဟာအောက်ဆုံးကိုထိုးဆင်းသွားသလိုကုန်စည်နှုန်းတွေကလည်းပြည်သူတွေမတက်နိုင်တော့အောင်တက်နေပါတယ်နေရစစ်မီးမမှန်တာ73စီရှားပါတာတွေဟာသူ့ရဲ့စီမံခန့်ခွဲမှုညံပြင်းတာကိုတက်တည်ပြနေပါတယ်ပြည်သူတွေကတော့သူ့ကိုချိန်စာတိုက်နေကြပြီးအခုဆိုရင်သူ့ရဲ့လက်အောက်ကစစ်ဗိုလ်ချုပ်တွေကြားမှာမင်းအောင်လှိုင်ရှိနေသူတွေငါတို့အားလုံးပျက်စီးတော့မယ်ဆိုတဲ့အတွေးတွေဝင်လာနေပါပြီဒါဟာသူ့အတွက်အတွင်းဖောက်ပြန်မှုရဲ့အစပါပဲအခုချိန်မှာမင်းအောင်လှိုင်ဟာရွေးကောက်ပွဲဆိုတဲ့စကားလုံးကိုသုံးပြီးသူ့ရဲ့အာဏာကိုတရားဝင်အောင်စ조사နေပါတယ်ဒါပေမဲ့နိုင်ငံတကာကပြည်တွင်းကပါဒါကိုလက်မခံကြပါဘူးသူ့အတွက်ကြံနေတဲ့ထွက်ပေါက်ကတော့နိုင်ငံခြားကိုထွက်ပြေးဖို့လားဒါမှမဟုတ်အတွင်းကနေဖယ်ရှားခံရမှာလားဆိုတာပါပဲသမိုင်းတစ်လျှောက်မှာပြည်သူကိုနှိပ်စက်တဲ့အာဏာရှင်တွေဟာကောင်းမွန်တဲ့အဆုံးသတ်မျိုးမရခဲ့ဘူးပါဘူးမင်းအောင်လှိုင်လည်းအဲ့ဒီလမ်းကိုပဲရှောင်နေရပြီလို့အများကသုံးသပ်နေကြပါတယ်ကဲပရိသတ်ကြီးခင်ဗျာမင်းအောင်လှိုင်ရဲ့အာဏာဆက်ကအခုဆိုရင်ဖျောင်းနိုင်ပြီလို့တုံ့ရင်းနေပါပြီဘလောက်ပဲရက်ဆက်ပါစီပြည်သူဆန္ဒကိုတော့ဘယ်တော့မှအနိုင်မရဘူးဆိုတာကိုတမိုင်းကတက်တည်ပြနေပါလိမ့်မယ်ပရိသတ်ကြီးအနေနဲ့ကောမင်းအောင်လှိုင်ရဲ့အဆုံးသက်ကဘလို့ဖြစ်မဲ့ထင်လဲကောမန့်မှာရေးပေးခဲ့ကြပါဒီလိုသတင်းဝေဖန်ချက်တွေကိုကြည့်ဖို့ကျွန်တော်ရဲ့ Westwood Greenman Channel လေးကိုလည်း like and subscribe လုပ်သွားဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ